မင်းဟာတကယ်လို့မင်းကိုမင်းမြန်လို့ပါတယ်မင်းဘဝမင်းမြန်လို့ပါတယ်ဆိုရင်မင်းဘဝကျမ်းမာအောင်မင်းအသက်ရှင်သန်အောင်အတွက်ပညာရှိဥပါဘာစုရလဲကျမ်းမာရေးပညာရှိဥပါဒါကြောင့်မလို့ဘဝတစ်ခုမှာအရေးကြီးဆုံးဒီဘဝဒီအရေးကြီးဆုံးဒီကျမ်းမာခြင်းနဲ့စောင့်ရှောက်နေတဲ့ဥစ္စာကျမ်းမာခြင်းကိုစောင့်ရှောက်နေတဲ့ပညာအဲ့ဒါကြောင့်မလို့လူတယောက်ရဲ့အသက်ရှင်သန်ခြင်းနဲ့ဘဝတည်နေမှုအတွက်အရေးကြီးဆုံးဒီခုနကကျမ်းမာခြင်းနဲ့ပညာပဲဒါကြောင့်မလို့မိသားစုတို့ကိုကြည့်လိုက်ရိုးရိုးလေးရှင်းရှင်းလေးပါဒီဂျပန်ရေချိုးတာမှာရှုပ်လေဦးပဲအောင်သိပြောတာရိုးလေးပြောလာတာရိုးလေးကြည့်လိုက်မိသားစုတို့ကိုကြည့်လိုက်အဲ့ဒီမိသားစုမှာအေးနဲ့မေကသားသမီးအတွက်ကိုပညာရေးကိုဘယ်လောက်အားပေးတယ်လဲကျမ်းမာရေးကိုဘယ်လောက်ကူးဆိုင်လဲအဲ့ဒါကြည့်အဲ့ဒါမိသားစုကအဲ့ဒီဆောက်ရှောက်တဲ့မိသားစုကြီးတကယ်ကိုဒီနေ့မှာအထွတ်ထိပ်ရောက်လာလိမ့်မယ်ဒီနေ့ဒီမှာကြီးပွားလာလိမ့်မယ်မိခင်ဖြစ်တဲ့သူဖခင်ဖြစ်တဲ့သူကသားသမီးရဲ့ကျမ်းမာရေးနဲ့သားသမီးရဲ့ပညာရေးကိုစောင့်ရှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီမိသားစုကြီးရောက်လာလိမ့်မယ်အဲ့ဒီရက်ွက်ထဖြစ်စီမြို့မှာဖြစ်စီဒီနေ့မှာထေရှားကြော်စောတဲ့သားသမီးဖြစ်လာလိမ့်မယ်